Facebook ကိုဖုန်းကနေပြီးတော့ခတ်တမ်လို့အဲ့ဒီ Facebook ကမုစီဘတ်အကြီးစားကြီးကျွန်တော်လည်းအရင်တော့ကျွန်တော်ထဲမှာသူများယူလို့ယူဘူးတယ်သူများယူလို့ကျွန်တော်လည်းယူဘူးတယ်ဘာယူဘူးတာဒီထဲမှာ Facebook ငါ့ကိုနည်းနည်း account ဖွင့်ပေးပါလားဆိုတော့ဖွင့်လိုက်သေးတယ်အင်နာလ illah ဝအင်နာအီလိုင်ရာဂျီဝန်အဲ့တော့မလုံးနဲ့တော့အဲ့ဒါတွေအဲ့ Facebook ကတော်မုစီဘတ်မော်လာနာတကီဆာဘ်ရဲ့မလ်ဖူဇ်တွေ့တဲ့နေရာစပြီးကျွန်တော်ပြောတာအဲ့ဒီ Facebook ကိုခတ်တန်လုပ်กว่าလို့ဒီကောင်အပိဖြတ်ဖုံးထဲမှာဒီ F ဆိုတဲ့စကားလုံးမမြင်ညင်ဘူး F ဆိုတဲ့စာသားကြီးမမြင်ညင်ဘူး Facebook ခတ်တန်မော်လာနာဘာအမိန့်ရှိလဲဆိုရင် Facebook ဖွင့်လိုက်တာနဲ့တဲ့ယဟူဒီရဲ့အကောင့်မှာ$2ခွဲဝင်သွားတယ်$2ခွဲခင်ဗျာဖွင့်တာနဲ့ဝင်ပြီကျွန်တော်အခု Facebook သွားပြီးတော့ဖွင့်လိုက်မယ်မဟုတ်လား$2ခွဲသူရပါရဲ့အဲ့ဒီယဟူဒီယာအစ္စရာအီလ်ကဘာလုပ်လဲဆိုအဲ့ဒီပတ်စံနေနဲ့မွတ်စလင်တွေကိုပဲခြေမုံနေတာမွတ်စလင်တွေကိုပဲခြေမုံနေတယ်အဲ့ဒီခါကျတော့ Facebook ထဲမှာနောက်မုစီဘတ်တွေအများကြီးမိန်းမတွေနန်ဂီတွေမိန်းမတခါတဲ့ဝစ်လစ်စလစ်တွေခင်ဗျားတို့တွေ့ဘူးပါတယ်ဝစ်လစ်စလစ်တွေအင်နာလ illah ဝအင်နာမိန်းမရဲ့အရှိတ်အင်္ဂါတွေကိုရိုက်ပြီးတင်ထားတာဟုတ်လားကဲအဲ့ခါကျတော့ဒီနှလုံးသားတွေပျက်စီးမကုန်ဘူးလားလူရဲ့ကာရိုက်တာအမွန်မြတ်ဆုံးလူမှာအမွန်မြတ်ဆုံးပါလေပတ်စံလည်းမဟုတ်လူအမွန်မြတ်ဆုံးကပတ်စံမဟုတ်ဘူးချမ်းသာတာမဟုတ်လူအမွန်မြတ်ဆုံးကသူ့ရဲ့ရုပ်လာတာမဟုတ်လူအမွန်မြတ်ဆုံးကတက္ကဝါလူအမွန်မြတ်ဆုံးကအခလာအဲ့ဒီအခလာပျက်စီးပေါ်မှာတော့ဘာကြောင်ပါလဲအဲ့ဒီအခလာကိုဖျက်ဆီးနေတဲ့အရာတွေကျွန်တော်တို့လက်ထဲမှာအိတ်ထဲမှာရောက်နေကျွန်တော်တို့ Facebook မဟုတ်အဟမ်းပုံးမှာပြစ်လိုက်ပြီသွားမကင်တော့ဘူးကွာမစီဘတ်အကြီးစားဒီထဲမှာဒါပေမဲ့ကုရ်အာန်လေးပါလေးတော့ဖတ်လို့ကောင်းတယ်အဲ့ထဲမှာကုရ်အာန်ကြည့်တယ်မုနာဂျာတေမကဘူလ်ကြည့်တယ်သူတော်စင်သူတော်မြတ်တွေရဲ့စကားတွေစူးစီးထားတာရှိတယ်ကောင်းတာပေါ့ကောင်းတာလေးတွေတော့ယူတာပေါ့မဟုတ်တာတွေတော့အဲ့ဒါမလုံနဲ့နော်ခင်ဗျာတိတ်တံပိုးရှိတဲ့အချိန်တွေကိုဒီကောင်ဓမြတိုက်နေပြီဒါဓမြကြီးဓမြအကြီးစားကြီးအချိန်တွေကိုဓမြတိုက်တဲ့ဓမြကြီးကျွန်တော်တို့အိတ်ထဲဝင်နေတယ်သူထဲဝင်လိုက်တာနဲ့ခင်ဗျာမထွက်နိုင်တော့ဘူးဟုတ်တယ်မလားကျွန်တော်တို့အိမ်တွေမှာသားသမီးတွေနဲ့ကျွန်တော်တို့နဲ့နေ့တိုင်းရံပွဲရှိတယ်ဆယ်ရီစရင်လည်းဒီဟာကြီးပဲကင်လာတယ်ဆယ်ရီမအိတ်ခင်လည်းဒါကြီးပဲအိယာထခြင်းလည်းဒါကြီးပဲအဲ့တော့တော်တော်ဆိုးတဲ့အရာဘူးဒီကောင်တွေဒါကလွန်ခဲ့တဲ့10နှစ်15နှစ်ကကျွန်တော်တို့မစင်းစားမိဘူးအခုကျွန်တော်တို့လက်ဝယ်မှာရောက်ပြီးကလေးလေးတွေကျွန်တော်တို့ရဲ့သားသမီးတွေရှေ့ရေးတော်တော်ရင်လေးစရာကောင်းတယ်ဟုတ်လားတော်တော်ရင်လေးစရာကောင်းတယ်ကျွန်တော်တို့ကတော့အသိရှိလို့ရှောင်ပြီကျွန်တော်တို့မလုပ်ဘူးဒါပေမဲ့အဲ့ကလေးလေးတွေအသိမရှိဘူးကျွန်တော်တို့လိုအသက်60အုံနောက်မဟုတ်ဘူးအင်တန်ဆူနေတဲ့သွေးပိုင်ရှင်တွေဆူနေတဲ့သွေးတွေသူတို့မှရှိတယ်အဲ့ဒီဆူနေတဲ့သွေးတွေနဲ့ဒီ sex ကိစ္စတွေအဲ့ဒီထဲမှာရှိတဲ့တဏှာကိစ္စတွေနဲ့သွားပြီးတွေးလိုက်တာနဲ့တွေးကြရနေရသူရောက်တော့မှာပဲဟလာလ်ဟာရမ်ဘာမှခွဲကြတော့မှာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့သားတွေသမီးတွေကိုထိန်းဖို့လို